Hello, Megalava. Guiding Star Music School ပြန်လည်ကြိုဆိုပါရစေ။ရွှေလန်းချမ်းမြေ့ကြပါစေခင်ဗျာ။အခုကျွန်တော်တင်နေတဲ့ Music Theory Chapter 34ရောက်ပါပြီအခန်း34ပေါ့နော်။ဒီမှာတော့ Dialogue Major Scale လက်တွေ့ကျွန်တော်တီးရမှာပေါ့ဗျာ။ရှေ့မှာတော့ကျွန်တော်စာပြရှင်းပြပြီးပါပြီဒီလိုဆိုလို့ပေါ့နော်။အခုလည်းလက်တွေ့တီးရမယ်။ Dialogue နဲ့ကို Major Scale ကိုတဲ့သူ guitar ပေါ်မှာတီးမှာပေါ့နော်။အဲ့တော့ဒါတီးဖို့ကြတော့သူကဒီအခုစပြီးပြောမှာလို့ C ဒါ tonic major scale တီးပုံလေးကိုပြောပြမှာပေါ့နော်အဲ့တော့မတီးခင်မှာသူကဘာရှိလဲဆိုတော့ကျွန်တော်စနစ်တကျရှိအောင်ဒီ finger ring ပေါ့နော်ဒီ finger position အကြောင်းပြောပြမှာနော်အဲ့တော့ဒီတီးလို့ရှိရင် finger position နဲ့တီးရပါတယ် finger position ကဘာမှမဟုတ်ပါဘူးဒါတော့လွယ်လေးပါလက်ညှိုးကိုရှိပါလက်ညှိုးကတစ်ခွက်မှာထားပြီးလို့ရှိရင်ခဏလေးရသူ့ဘက်ကိုပေါ်မှာပါအဲ့လိုလက်ညှိုးတစ်ခွက်ထားပြီးတဲ့ပုံစံကို first position လို့ခေါ်ပါတယ်တဲ့နော်။အဲဒါဆို first finger first fret မှာရှိလို့ပေါ့နော်။နောက်တစ်ခါလက်ညှိုးကဒုတိယကောက်ရောက်သွားလို့ရှိရင်လက်ညှိုးကဒုတိယကောက်စပြီးတယ်ဆိုလို့ရှိရင်အဲဒါကျတော့ the second position လို့ခေါ်ပါတယ်။လက်ညှိုးကျတဲ့နေရာလေးကြွက်လေးကိုဆွဲပြီးခေါ်တာပေါ့ဗျာ။နောက်တစ်ခါလက်ညှိုးကတတိယကောက်မှာတော့ကြာ third fret မှာကြာလို့ရှိရင်အဲဒါကျတော့ third position အစရှိတဲ့ဖြစ်ပေါ့နော်။ကျွန်တော်တို့အဲ့ဒီလက်ကျိုးကြတဲ့အကွက်ကိုမူတည်ပြီးတော့ position မှတ်သွားမှာပဲအခု C major diatonic scale ကို second position နဲ့တီးရမှာဖြစ်ပါတယ် second position ဆိုတော့ဒီမှာလက်ကျိုးကနှစ်ကွက်မှာထားတီးရပါတယ်ခဏတွေက3 4 5မှာကျန်တဲ့လက်ရှိပါတယ်အဲ့တော့ C ရဲ့နံပါတ်1ဒိုကြတာက3ခွက်နောက်တော့ကြတော့3ခွက်မှာတာဝန်ကြတာလက်ကလေးလက်ကလေးရစားပြီးတော့လက်ကလေး5ချိုးပေါ့နော်အဲ့ဒီကတော့5ကျိုး3ခွက်လက်ကလေးရေဒီ5ကျိုး5ခွက်လက်တံမီဒီ4ကျိုး2ခွက်လက်ကျိုးဖာဒီ4ကျိုး4ခွက်3ခွက်လက်ကလေးဆိုဒီ5ကျိုး4ကျိုး5ခွက်လက်တံနာဒီ3ကျိုး2ခွက်လက်ကျိုးဒီကြတော့4ကျိုး3ခွက်လက်တကျွဲအဲ့ဒါကြောင့် octave ကြတော့3ကျိုး5ခွက်လက်တံအဲ့ဒါမျိုးစနစ်တကျတီးရမယ်ခင်ဗျာပေါက်ကလေးအကင်တီးလို့တော့မရပါဘူးပြန်တီးကြပါမယ်1 2 3 4 5 6 7 ပြန်ဆုံးတဲ့အဲ့ finger လေးပေါ့နော်လက်တံလက်တံလက်တံလက်ညိုလက်တံလက်ကလေးကြပါဒါကတော့ C major scale ကတော့ normal position ပေါ့ normal scale ပေါ့နော်သူကဗာလဲတန်မှန်ပုံမှန်တန်ပေါ့နော်အပေါ်ဆက်အောက်ဆက်မရှိပါဘူးအဲ့တော့ပြန်ပြီးမှဆိုကြည့်ပါ1 2 3 4 5 6 7 အဲ့ဒါနောက်တစ်ပြအောင်တိတ်ထပ်တယ်မှာအတန်သေးပေါ့နော်လက်သားပြန်ကြပါလေ1လက်သားက1ဆိုလို့ရှိရင်နှစ်ကျိုး3ကနှစ်ပေါ်ဆက်နှစ်ကျိုး5က3ပေါ်ဆက်နောက်တစ်ခါနှစ်ကျိုး6ဘက်ကလက်သားမယ်4နောက်တစ်ကျိုး3ဘက်ကလက်ကလေးရ5တစ်ကျိုး6ဘက်ကလက်တန်း6ခေါ်နဲ့တေပေါ့နော်ဒါအမြင့်တာပေါ့နော်ပေါ်ချက်ကလေးတွေပါလာတယ်နံပါတ်မှာအဲ့တော့ပြန်ပြီးပြပါမယ်အဲ့ဒါသူ့လက်ချောင်းနဲ့သူ့အကွက်နဲ့ဒါဆွေးရရှိရပါမယ်နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင် C major scale ပေါ့နော်ဒါကိုဒါနဲ့ဆက်ပြီးမှဆိုလို့ရှိပါ1 2 3 4 5 6 7 1 2 3 4 5 6 7 1 အဲ့တော့ရှစ်ခွက်မှာတော့ဆုံးတယ်တချို့အတစင်းလေးပြန်ဆင်းမယ်ဆိုလို့ရှိရင်နောက်ပြန်ဆိုကြည့်တယ်နော်အဲ့ဒီလိုအပြန်နှောင်းလေးကျင်းရအောင်တက်သွားမယ်ပြန်ဆင်းမယ်ပေါ့နော်မမှားအောင်လမ်းကြောင်းလေးမမှားအောင်လမ်းကြောင်းလည်းမမအောင်လက်ချောင်းတွေလည်းမမအောင်ပေါ့နော်အဲ့ဒါကဒါက C major scale ဒါနော်ဒီပုံမှန်ပြီးချလိုက်တာပါနှစ်စုံပေါ့နော်ဒါပေမဲ့တကယ်တမ်းကြည့်တာဒီခါကျတော့ဒီမှာတွေမပြီးဘူးကြလို့တောက်ဖြတ်သွားဒါရောကိုယ်လည်းပေါ့နော်တောက်ဖြတ်သွားတဲ့ major scale ကိုဒီမှာပေါ့နော်အဲ့ဒီတော့ကလန့်ပြတ်သွားတဲ့ဟာပေါ့နော်အဲ့ကြတော့ဒီလိုဒီပါမယ်သူကရတယ်ပြီးတော့နောက်ပြသွားဒီရောက်သွားတော့နော်အဲ့ဒါစီးလေးဆိုလိုလေးဒီခါကျအဲ့လိုပဲသူကဒီရတဲ့
သွားရတယ်ဒါကိုပါဆိုတောက်ဖြတ်ခဲ့တဲ့ကျွန်တော် diagonal နဲ့ similar scale လို့ဆိုပါတယ်ပြန်ပြီးပြမယ်ခင်ဗျာနောက်ပြဆိုတဲ့ဒီတိုင်းပါပဲscale ကို diagonal နဲ့တောက်ဖြတ်ပြီးတာပေါ့နော်။အော်ဒါက C တို့ပြပါတယ်နော်။ဒါထပ်ပြီးတော့ second position မှာပဲနောက်ဘာရှိလဲဆိုရင် C က G ရှိတယ်ဗျ။ G ရတဲ့ second position မှာပဲနော်။ G ပေါ့နော်။ G ရဲ့ dollar ပေါင်းမှာပေါ့နော်။ဆိုတော့သူလည်း second position ဖြစ်တဲ့ကြောင်းနဲ့သူက G ဒီဒိုဘရစားတော့တစ်ဒီ9ခွဲ4ကျိုးကစတယ်။စတော့ဒီမှာလက်ညိုးလက်သန်းတောင်းဝင်ကြတော့တစ်ကိုဒါ G ကြီးနော်။လက်သန်းတစ်ဆိုရင်လက်ညိုးကလက်တကျွဲ3လက်တန်း4လက်ကလေး5လက်တန်း6လက်ညိုးက9နောက်လက်ကလေး1တန်းကြဒါ normal တန်းပေါ့နော်ကြီးရဲ့နော်ဒါလေးပြပါမယ်1 2 3 4 5 6 7 1ဒါကဒီကြီးရဲ့ normal တန်းပေါ့နော်သူကလိုအပ်တယ်ပေါ့နော်အောက်တန်းရှိတယ်ကြအောက်တန်းလိုက်ကြမယ်အောက်တန်းဘယ်ရစားအောက်တန်းတူက3ခွဲ6ကျိုးကစားဒီကစားတယ်နော်စတာအဲ့မှာအတာဝန်ကြတာ second position ဖြစ်တဲ့ကြောင့်လက်ခရစားပြီးနော်ဒီမှာ1 2 3 4 5 6 7 နော်1 2 3 4 5 6 7 1ဒီမှာလက်တော့ပြန်ကြနော်အော်ဒီလိုအပ်တဲ့ပေါ့နော်အတန်ကြီးကနေလုံးဝပြန်နှစ်စုံပေါင်းတိမဲ့ဆိုလို့ရှိရင်သူ့ finger နဲ့ပေါ်ပါမယ် position နဲ့ပေါ်မှာနော်မပြည့်ရပါဘူးနောက်ဆုံးပေါ့နော်နောက်တစ်ချက်တစ်စုံထမြင့်တဲ့ပြန်စီပြီးလာပြီးတော့အဲကြတိတ်ကျဲပါကျွန်တော်ဒီရောက်ပြီညနော်ဒါမြင့်တာလေးပေါ့နော်အဲ့တော့ဒီမှာလည်းပဲသူ့ကိုလည်း diagonal နဲ့တောင်းဖြတ်ဒါလေးကျင့်ရမှာနော်ဆိုလိုဒီခါမှာတောင်းဖြတ်မယ်သွားတာများတယ်နော်အဲ့တော့ဒီကနေဆိုဟိုဘက်တောင်းဆိုလွယ်ကုန်းပေါ့နော်ကြည့်ကြအောင်လမ်းကြောင်းလေးတွေကိုခမေးအောင်ရှင်းရမှာပေါ့နော်လမ်းကြောင်းမလွဲရအောင်ပေါ့နော်ဒီလမ်းကြောင်းနဲ့ဆိုလိုဒီပြည့်ချင်ရမ်းပေါ့မှာပေါ့နော်ပြန်ပြီးကြတော့မယ်ဒီ G major scale ရဲ့ diagonal major scale ပေါ့နော် G key ပေါ့နော်scale လမ်းကြောင်းလေးကိုလေးတိုင်းရေးပေးပါမျက်စိလေးပါမြင်တယ်လက်ကလည်းဘယ်လိုပဲကြည့်ကြအောင်အဲ့လိုကျင့်တော့မှကျွန်တော်တို့ဆိုလိုတီးမယ်ဟုတ်လားတစ်ချင်းနဲ့တီးမယ်ကြတော့သူ့ရဲ့ position သူ့ရဲ့ scale နဲ့သူ့ရဲ့ finger တွေအမှန်ပြီးပဲပေါ့နော် okay နောက်တစ်ခါကျရင်ကျွန်တော်တို့ဆိုလိုတီးဖို့နော်ဒီဟွာလေးတွေပေါ်လေးချင်းကလည်းပြီးပါမယ် okay bye bye